Okay, hello. So đó comment xem bên này YouTube là vì canal lý ba. Actually, cho nó đi giờ bài mà sao đi tiền lúc này vậy đấy. Tala bài ngay này, tala nào vậy? Tây này này sao cho nó tuition tiền đấy. Tây này sao cho nó sao đi sao chỗ này vậy đấy. Đi bài mà bây giờ không này, cô sao đó nó quá thật sai nó từ đó YouTube sẽ đấy nó. Đúng đó. Bài này tôi là sẽ côရဲ့ weakness တွေပဲကျွန်တော်တွေ့လာတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်ဘာလုပ်ထားလဲဆိုရင် plan ကဘာလဲဆိုရင် bio bio ရဲ့မြန်မာရဲ့အင်္ဂလိပ်ရဲ့you know အဲသုံးပါတာကိုအဓိကထားပြီးတော့အဲ့ဒါတွေကို3လပိုင်းဘယ်လိုပါမလဲကျောင်းမတက်ခင်ပေါ့နော်ကျောင်းမတက်ခင်ကျွန်တော်အစာဆုံးဖြတ်ဖို့အတွက်ကျွန်တော်လုပ်ထားတယ်အခုလည်းဖြတ်နေတယ်ဘယ်လိုနည်းနဲ့လဲဆိုတော့ကျွန်တော် bio ကိုရက်60လောက်ပဲကြာမယ်ထင်တယ်ကျွန်တော် chapter တစ်ခုကို15ရက်လောက်နဲ့သွားနေတယ်အဲ့မှာကြက်တာလည်းပါတယ်နှွေးတာလည်းပါတယ်ပေါ့နော်တေချာတော့ bio ကတော့ဗျာအခုကျွန်တော် chapter 2ကျန်တယ် chapter 2ကအနည်းဆုံးဆိုတော့နောက် chapter တွေကတော့ကျွန်တော်လည်းတေချာမသိဘူးဘယ်လောက်ရက်တွေပို့ကြမယ်တော့မသိဘူးဒါပေမဲ့15ရက်လောက်ဆိုရင်ကျွန်တော်ဖြစ်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တစ်ရက်ကိုစာမျက်နှာ3ရက်လောက်ကျွန်တော်ကြက်လို့ရတယ်ပေါ့နော်မှတ်တော့လည်းမှတ်မိပါတယ်ဆိုတော့ကျွန်တော်ထင်တာကတော့ bio ကျောင်းမတက်ခင်ကျွန်တော်ပြီးသွားမယ်မြန်မာစာလည်းထုံနည်း၎င်းပဲကျွန်တော်2ရက်ကိုတစ်ခန်းကျွန်တော်ကြက်တယ်အင်္ဂလိပ်စာဆိုရင် unit တစ်ခုကို9ရက်နဲ့ပြီးတယ်ဆိုတော့ unit က7နှစ်ရှိတယ်ဆိုတော့ပြန်မှအပြင်ပြောမယ်ဆိုရင်ရက်ပေါင်း60လောက်ဆိုကျွန်တော်ပြီးပြီဗျာမြန်မာစာဆိုတဲ့အလိုမျိုးပဲရက်ပေါင်း60လောက်ဆိုကျွန်တော်ပြီးပြီမြန်မာစာကကျွန်တော်အခုguide ပေါ့နော် guide တော့မဟုတ်ပါဘူးအမှန်တကယ်တော့ဆရာပါပဲနောက်ထပ်ဆရာတယောက်ပေါ့နော်နောက်ထပ်ဆရာတယောက်ကျွန်တော်အိမ်မှာခေါ်ထားတယ်ကျွန်တော်ကြိုက်တဲ့ဆရာတယောက်ပေါ့နော်ကျွန်တော်စာတေချာပြပေးနေတဲ့ဆရာတယောက်ကျွန်တော်ခေါ်ထားတယ်အဲ့ဒါကိုကျွန်တော်ကြက်မယ်တော်တော်အဆင်ပြေမယ်လို့ထင်တယ်ဆိုတော့မြန်မာစာကိုကျွန်တော်အဲ့လောက်ကြီးစိတ်မပူတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဆရာရှိနေတဲ့အတွက်ကြောင့်ကျွန်တော်မြန်မာစာကိုကျွန်တော်ဂုံတူးပေါ့နော်ဂုံတူးရအောင်ကျွန်တော်လှမ်းလို့ရမယ်အင်္ဂလိပ်စာကကျွန်တော်တေချာလုပ်မယ်ဆိုရတယ်ကျွန်တော်ပေါ်မှာတာအင်္ဂလိပ်စာမှာဂုံတူးမထွက်မှာကျွန်တော်အင်္ဂလိပ်စာကိုမြောက်ပြောတာမဟုတ်ဗျာပင်ကိုတွေကရတယ်တို့တော့စာနဲ့အပြင်ကအင်္ဂလိပ်စာနဲ့မတူဘူးဗျာဆိုတော့စာမှာကျွန်တော်ဦးကျောင်းကြောင့်မလုပ်ဘူးဆိုရင်ပေါ့နော်ဆရာမတွေပြောတဲ့အတိုင်းလိုက်နာမယ်ပြီးသွားတဲ့ခါကျရင်ဆရာမတွေပြောတဲ့ဟာကိုတေချာလိုက်လုပ်မယ်ဆိုရင်တေချာလည်းကျွန်တော်အင်္ဂလိပ်စာလည်းဂုံတူးဝင်နိုင်မယ် bio ကအခုတည်းကကြိုချက်နေပြီဆိုတော့ကျွန်တော် bio ကတော့ပုံနေပြောကြားအားပဲဗျာbio လည်းဝင်မယ်ကျွန်တော်တခုဆိုရင်လာပါလဲဆိုတော့အခုလောလောဆယ်ကျွန်တော်ဆက်သွားနေတော့ပေါ့နော်။ဘာလဲဆိုတော့ chemistry physics သင်ချာပေါ့ဒီအတွက်ပါတာတွေပေါ့နော်အတွက်ပါတာကြက်တာနဲတယ်ဗျာအဲ့လိုကြီးမှဒီကတွက်ရတာဆိုတော့အကောင့်တွေကိုကျွန်တော်ပုံမှန်ကျူရှင်မှာပဲကျွန်တော်လိုက်လုပ်တယ်ကျူရှင်မှာတစ်ခါလေး guide ရှိတယ်ဗျာသူတို့ချိန်မှာလိုက်လုပ်တယ်တခြားလိုက်လုပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်စိတ်ထဲမှာအခုလောလောဆယ်အားမဖိရသေးတာဖြစ်တဲ့အတွက်ကြောင့်စိတ်ပူနေတာဆိုလို့ chemistry physics သင်ချာပဲရှိတယ်ဒါတွေကလည်းအမှန်တကယ်တော့ကြည်တွဲတကယ်ကြောင်းသားတွေသွားမိမယ်ဆိုရင်လည်းလွယ်တယ်လို့ပြောကြလိမ့်မယ်ရလို့လွယ်တာလည်းဖြစ်မှာပေါ့ဒါပေမဲ့ကျွန်တော်လည်းထင်တာပေါ့နော်ငါလည်းတကယ်လို့ရင်တော့တကယ်ရလောက်တယ်ဆိုတဲ့ဟာမျိုးရှိတင်ချာကတော့ဆီယာမကကျွန်တော်ကိုကျွန်တော်မှမဟုတ်ပါဘူးတခြားလူတွေလည်းလုပ်မှာပါမေကုန်းဟောင်းတွေပါအောင်နဲ့ train မယ်ဗျာဆိုတော့အဲ့လို train တဲ့အခါကျရင်ကျွန်တော်တခြား like လုပ်ဖို့လိုတယ်ဒီလိုဖြစ်မယ်ဆိုရင်တော့ကျွန်တော်ဆင်ပြေလိမ့်မယ်အခု chemistry တို့ physics တို့ဆိုတော့ကျွန်တော်တို့ရှိမှာကျူရှင်တွေရှိတယ်ဗျာဆိုတော့ဒီကျူရှင်တွေsorry စာမှုဝဲတွေရှိတယ်ဒီစာမှုဝဲတွေကိုကျွန်တော်တေချာ like ဖြည့်မယ်ဆိုရင်တေချာလည်းကျွန်တော်ဆင်ပြေလိမ့်မယ်အဲ့ဒါပေါ့နော်အမှတ်ကောင်းကိုကြိုးစားမယ်ဆိုရင်ကျွန်တော်နောက်ဆုံးစာမှုဝဲမှာလည်းကျွန်တော်ဆင်ပြေပါလိမ့်မယ်ဒါကျွန်တော်ဆင်မှာလည်းကျွန်တော်ယုံတယ်ဆိုတော့အဆင်ပြေတော့ပြေပါတယ်ကြားထဲမှာခက်ခဲလေးတော့ရှိတယ်တခါရရင်ဖုံးကြိုက်သုံးပြီးစာမလုပ်မိတာတော့ရှိတယ်တို့တော့ကာမိတယ်လို့ပြောမှာပေါ့ဗျာကာမိဆိုတော့ကျွန်တော်ပြီးတဲ့လောက်ဖြစ်ထားတဲ့ဟာတွေအကုန်လုံးပြီးတယ်ဒါဟိုကဖြစ်နေလို့လည်းဖြစ်မယ်ဘယ်လိုကောင်းလို့နေရာဒီကြောင်းမရက်မှုလည်းဖြစ်မယ်ကျွန်တော်အမားရင်တော့မှပြဘယ်လိုကောင်းမလဲနေရာလေးရှိသေးတာပေါ့နော်ဆိုတော့အဲ့ဒါကပါပဲကျွန်တော်အခုလောဆယ်ဘာလို့ထားလဲဆိုတော့ကျွန်တော်ပြပါမယ်ကျွန်တော်မမြင်ရဘူးဗျထားပါတော့ကျွန်တော်အရှိမအဲ့မှာစာရွက်ကလေးစာရွက်ကလေးထားရတယ်ဒီစာရွက်ကလေးတွေကကျွန်တော်ဟောဖြစ်ဖို့အတွက်ကျွန်တော် weakness တွေပေါ့နော်ကျွန်တော်ရဲ့အားနည်းချက်တွေအားသာချက်တွေပြီးသွားတဲ့အခါကျရင်ဘာလုပ်ရမလဲဘာကန်ရမလဲဆိုတဲ့ဟာတွေစသဖြင့်အဲ့ဒါတွေကိုကျွန်တော်အဲ့ထဲမှာထည့်ထားတယ်မမေ့တော့ဘူးပေါ့နော်
ထဲထားတယ်ဘယ်လောက်ပါပဲအမေတော့မှပူအောင်ပြန်လာမင်းနေမကောင်းနော်အေးမနေ့အေးပြန်ဆွဲရတဲ့လောက်ပါပဲခုလောဆယ်ဆက်သွားနေပါတယ်ဒီ daily ကတော့ vlog ကလုပ်ပြမှာမဟုတ်ဘူးကျွန်တော်ကိုယ့်ကိုသိတယ် daily vlog လုပ်မယ်ပြောတာမလုပ်ဖြစ်ဘူးကိစ္စမရှိဘူးကျွန်တော်စကားပြောချင်းစိတ်ရှိလာတယ်ဆိုရင်ကျွန်တော်ဒီလိုလုပ်မှာဖြစ်ပါတယ်ကဲဆိုတော့အဲ့ဒါကိုပြောကြရင်လည်းကျွန်တော်ညီကုန်းချောရပါတယ်စင်တော့ပြင်နေပါတယ်ဘေးနားမှာတော့မနေ့ကတော့ကျွန်တော်အဖေပေးထားတဲ့စာအုပ်တွေပါဒီကျွန်တော်စာအုပ်တွေဝယ်ပေးထားပါတယ်အခုပဲရှိပါတယ်ကျွန်တော်စာအုပ်ဖတ်တယ်ဆိုတော့ခိုင်းချင်စာမကျက်ဘူးစာအုပ်တွေထိုင်ဖတ်ဆိုတော့ထိုင်ဖတ်တယ်ဒီစာအုပ်ကိုကျွန်တော်ပြီးပါပြီအကုန်ဆိုတော့အဲ့ဒါကြီးထိုင်ဖတ်တယ်ပေါ့နော်ဒါပေမဲ့ I know I think ကျွန်တော်ချင်းရှိသေးတယ်လုံးဝထုတ်လို့ရသေးတယ်ကျွန်တော်ရဲ့အမားတွေကျွန်တော်ရဲ့အားနည်းချက်တွေကိုပြင်လို့ရသေးတယ်ဒါတွေပြင်မယ်ဆိုရင်တော့ hey I don't know maybe I could get like I could probably get into the Obama I don't know you know the Obama တွေကိုကျွန်တော်ဝင်နိုင်မယ်လို့မျှော်လင့်ပါတယ်ဒီအခုတော့စာမများသေးလို့လည်းလေ့ကျရဖြစ်ဖြစ်လိုက်မယ်ဒါမှတော့နော် but hey let's see bye bye see you